Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ငဖဲငဆုပ်ဟင်းလေးဖြစ်ပါတယ်ဒါကတော့မက်ခရိုကနေဝယ်လာတဲ့ငဖဲသားစစ်ထုတ်ကလေးဖြစ်ပါတယ်80ဖတ်ပေးရပါတယ်စားနဲ့စနွင်းနဲ့လေးနဲ့နှဲ့ထားလိုက်ပါမယ်ဆိုငဖဲကအသားစစ်တော်လေးသူစီစီလေးနဲ့ပိုင်ပိုင်လေးဖြစ်နေရပါတော့နှဲ့လိုက်တာနဲ့ဂျင်းရည်လေးကိုလည်းညှစ်ပြီးတော့ထည့်ပြီးတော့နှဲ့ပါမယ်ရှင်ငဖဲစစ်မစစ်တိကျင်လို့ရှိလို့ရှိရင်သူကငရုပ်စုံလေးကိုထည့်ပြီးတော့ထောင်းရပါတယ်ပေါ့နော်ဒါတော့စစ်မန်းတော့တိပါတယ်ဒါပေမဲ့ထည့်ပြီးထောင်းပြတာပေါ့နော်ငဖဲစစ်လုံးကကြီးတော့ငရုပ်စုံမှာကပ်ပြီးတော့ပါလာတယ်ပေါ့နော်လုံးဝစီးပိုင်နေတော့ငဖဲစစ်ပါရှင်ဆိုတော့ငဖဲလေးကိုထုထောင်းပြီးသွားလို့ရှိရင်ကိုကြိုက်နှစ်သက်ရပေါ့နော်အလုံးလေးပဲလှုပ်လို့အပြားလေးပဲလှုပ်ပြီးတော့ပထမဦးဆုံးမချက်ခင်မှာစီနဲ့အရင်ကြော်လိုက်ပါတယ်ဒါကတော့ကြော်ချက်တာပေါ့နော်ဒီတိုင်းအစိမ်းချက်လည်းရပါတယ်အိမ်မှာတော့ကြော်ချက်တာပိုကြိုက်တော့ငဖဲသားလေးတွေကိုအရင်ကြော်လိုက်ပါမယ်ရှင်ငဖဲကြော်တာလည်းစိတ်ရှည်လက်ရှည်လေးနဲ့ပေါ့နော်အတွင်းသားချက်တဲ့အထိကိုမီးအေးအေးလေးထားပြီးတော့ကြော်ရမှာပဲဖြစ်ပါတယ်ဆိုတော့ငဖဲလေးတွေကြော်ပြီးတော့ချက်လာပြီဆိုလို့ရှိရင်တော့စီစစ်ထားလိုက်ပါတယ်ရှင်ငဖဲလုံးလေးတွေကတော့ပေါ့နော်ကိုကြိုက်တယ်လို့လုံးလို့ရတယ်ပေါ့နော်လုံးချင်လုံးပြားချင်ပြားပေါ့ဒါကတော့ဟင်းချက်ဖို့အတွက်အနှစ်အတွက်ကိုစက်သွန်မီအရင်စီတက်မှာပဲဖြစ်ပါတယ်စက်သွန်မီစီတက်ထားတဲ့ထဲမှာစက်သွန်ဖြူလေးကိုလည်းထပ်ပြီးတော့စီတက်မှာပဲဖြစ်ပါတယ်ရှင်စက်သွန်မီနဲ့စက်သွန်ဖြူကိုစီတက်ပါမယ်ပြီးရင်တော့စနင်းလေးနည်းနည်းထည့်မယ်အယောင်တင်မှုလေးထည့်မှာပဲဖြစ်ပါတယ်ရှင်ဆိုတော့အယောင်တင်မှုလေးထည့်ပြီးသွားလို့ရှိရင်တော့ဒီစက်သွန်မီနဲ့လေးတွေမှုေးလာအောင်စီချက်မှာပဲဖြစ်ပါတယ်ပြီးရင်တော့ငံပြားလေးနည်းနည်းပါထည့်ပြီးတော့ချက်လိုက်ပါမယ်ဒါငံပြားလေးနဲ့ပျောက်သွားတာပေါ့နော်ခရမ်းကျင်ပြီးထည့်မှာပဲဖြစ်ပါတယ်ခရမ်းကျင်ပြီးလေးလည်းထည့်လိုက်ပါမယ်ပြီးရင်တော့မှုေးပါမယ်ရှင်ခရမ်းကျင်ပြီးလေးနည်းနည်းလေးကြေသွားတဲ့အထိပေါ့နော်မှုေးပါမယ်ကဲဒီလိုနေထားလေးဆိုရင်တော့အရသာအတွက်ချက်စီသုံးပါမယ်ခုနကကြော်ထားတဲ့ငဖဲလေးတွေကိုနှစ်ချမ်းပြီးတော့ထည့်လိုက်မှာပဲဖြစ်ပါတယ်ရှင်အစိမ်းငဖဲကိုမကြော်ဘဲနဲ့အစိမ်းချက်ချင်တဲ့သူကတော့ဒီချိန်နေမှာငဖဲအစိမ်းလုံးလေးထည့်ချက်လို့ရတယ်ပေါ့နော်ဘယ်လိုပဲချက်ငဖဲကတော့စစ်လို့ရှိလို့ရှင်စားလို့အရန်ကောင်းပါတယ်ရှင်ရင်နွေးလေးနည်းနည်းထည့်လိုက်ပါတယ်အနှစ်ကလေးရဖို့အတွက်ပေါ့နော်ဆိုတော့အနှစ်ကလေးကလည်းကိုကြိုက်နှစ်သက်လောက်ကလေးပေါ့နော်အနှစ်များစားကြတာနည်းနည်းစားကြတာပေါ့နော်ဒီလောက်အနေတော်လေးဆိုရင်တော့တော်လောက်ပါတယ်ရှင်ငဖဲလေးတွေကလည်းကြော်ပြီးသားဆိုတော့ချက်ပြီးသားလေးဆိုတော့စားလို့အရန်ကောင်းပါတယ်ငဖဲငဆုပ်ကိုကြော်ပဲစားအခုလိုမျိုးပဲချက်ပဲစားပေါ့နော်ထမင်းစားမိန်စီတဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်ရှင်ငရုတ်သီးစိမ်းလေးတွေကိုညှက်လိုက်ပါမယ်လည်းဆက်ကလေးဖြစ်သွားတာပေါ့နော်ပြီးရင်တော့နန်းပင်လေးအုပ်လိုက်ပါပြီရှင်ကဲဒါဆိုလို့ရှိရင်တော့ထမင်းမိန်စီတဲ့ငဖဲငဆုပ်ဟင်းလေးရပါပြီရှင်အခုလို့စောင်းထိကြည့်ပြီးတဲ့တဦးတယောက်ချင်းမိတ်ဆွေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်နောက်နေ့တွေမှာလည်းဒီလိုပဲအိမ်ချက်ဟင်းနေရာလေးတွေကိုလွယ်ကူရိုးရှင်းစွာနဲ့ချက်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို like and subscribe လေးနဲ့အားပေးသွားကြပါဦးနော်တတာ